he hadn't walked into my office that day, Walter White was dead or behind bars within a month. Water White ဆိုတဲ့လူတယောက်ဘလောက်ပဲဆရာကြပါတယ်ပဲပြောတကယ်လို့ Soko Man ဆိုတဲ့လူသားမပါခင် Evercocky ရဲ့ဒူးစရိုက်လောကအပြင်ဘက်မှာ၄ရက်တောင်ခံမှာမဟုတ်ပါဘူးဗျ။ Fact is, Walter White couldn't have done it without me. တို့ Breaking Bad ကိုစောင်းရမ်းကြိုက်ပါတယ်ဆိုပြီးတော့မှ Better Call Saul မကြည့်ဖြစ်တဲ့ညီကိုတွေကိုဒီဗီဒီယိုလေးနဲ့ပြန်လည်နှုတ်ခွန်းဆက်သလိုက်ပါတယ်။တကယ်လို့မိတ်ဆွေရာဒီတက်ကြီးကြီး chemistry ကျောင်းဆရာတယောက်ဆူဆူဝါးဝါချိုးဖြတ်ပြီးတော့ရုပ်တရက်စီးထားချက်တဲ့ Breaking Bad series ရဲ့ fan လည်းဖြစ်တယ်။ Water White ရဲ့ fan လည်းဖြစ်တယ်။ဒီစကားဟာအင်မတန်ကောင်းမွန်တယ်ဆိုတာကိုလည်းကိုလက်ခံထားတယ်။သိလဲသိတယ်။ Breaking Bad လည်းပြီးသွားရောတမျိုးမျိုးစမြုပ်ပြန်ပြီးတော့မှပြောပြီးကြံခဲ့ရတဲ့ပရိသတ်တယောက်ဆိုလို့ရှိရင်မိန်းကုန်းတစ်ခုမေးကြည့်ချင်ပါတယ်။ Better Call Saul ကြည့်ပြီးပြီလားIt's showtime, folks. ဒီဗီဒီယိုကတော့ Breaking Bad Universe ထဲကနောက်ထပ် Better Call Saul ဆိုတဲ့ masterpiece series တစ်ခုကိုမကြည့်ပြလို့ပြင်းလို့အထာနေလို့ဆိုပြီးတော့မှမကြည့်ပြတော့တဲ့ bro တွေအတွက်နင့်နာဆုံးရှုံးမှုဖြစ်ရလေအောင်ဆိုပြီးတော့ဇလန်းညွှန်းပေးတဲ့ဗီဒီယိုတစ်ပုဒ်ပါ Breaking Bad ကတဟုံးဟုံးတောက်လွန်နေတဲ့မီးပုံကြီးလို့ပြောရမယ်ဆိုရင် Better Call Saul ဇလန်းဟာတမြင့်မြင့်တဖြည်းဖြည်းလောင်ကျွမ်းနေတဲ့မီးတော်တိုင်းတစ်ခုလို့ကျွန်တော်ကတော့ပြောချင်ပါတယ်Breaking Bad ထဲမှာ Water White ဆိုတဲ့လူတစ်ယောက်ဟာလောကရန်ရဲ့ရိုက်ခတ်မှုတွေကြောင့်မလို့ Breaking Bad လို့ခေါ်တဲ့ဘဝတစ်စစ်ချိုးမှာစောက်ဆိုးကြီးဖြစ်သွားတဲ့အကြောင်းကိုတွေ့ရမှာပါ Better Call Saul ကတော့ Jimmy McGill ဆိုတဲ့လူတစ်ယောက် Soko Man ဆိုတဲ့လူတစ်ယောက်အဖြစ်ကိုတဖြည်းဖြည်းပြောင်းလဲသွားပုံကိုတမီတမောကြည့်ရမှာပါကျွန်တော်တို့ကတော့ဒီ series တစ်ခုလုံးကို masterpiece series တစ်ခုလို့သတ်မှတ်ပါတယ်။အနိုင်ပြောရင်ကျွန်တော်လည်းဒီဇာတ်ကားကိုစကြည့်တော့ season 1 ကြည့်ပြီးတစ်နှစ်လောက်ဆက်မကြည့်ဖြစ်ခဲ့ပါဘူး။အများကြီးပြောသလိုပဲထာနေလို့ပေါ့ဗျာ။နောက်ပြီးတော့ Soko Man ကိုမျက်စိထဲမှာဆွဲနေတဲ့အတိုင်းပဲဟာသားဆန်ဆန်ဇလန်လေးတစ်ပိုးလောက်ပဲဖြစ်မှာဆိုတဲ့အတွေ့ရလဲတိတ်ပြီးတော့ကြည့်ဖို့အားမပေးခဲ့တယ်လို့ဖြစ်သွားခဲ့တာပေါ့။နောက်တော့မှ Emmy စုပေးပွဲတွေမှာ Better Call Saul ကစုမရပဲနဲ့ Squid Game ကစုရသွားတော့ဆိုတော့ပရိသတ်တွေကမဖြစ်တဲ့ဘူးဒီစုကတော့ Better Call Saul ရတဲ့နယ်ဆိုတဲ့အတန်တွေထွက်လာတော့မှအတန်တွေကြားလာတော့မှပဲပြန်ကြည့်ဖြစ်တယ်ဆိုတော့ပြန်ကြည့်တော့မှပဲ Sleepy Jimmy လို့ခေါ်တဲ့ Soko Man အလောင်းလျာရဲ့ငယ်ဘွားတွေ Mike လို့ခေါ်တဲ့စေစက်တီကြလာတဲ့ Assassin ဝီတယောက်ရဲ့အကြောင်း Bodyguard တယောက်ရဲ့ဘဝနောက်ပြီးတော့သူ့ရဲ့အမာရွတ်တွေနဲ့ဒဏ်ရာတွေနောက်ဆုံးဇလန်ထဲမှာအကွက်ကြလှလှပပထဲသွင်းပြသသွားခဲ့တဲ့Catherine တယောက်သူ့ရဲ့ Mad Empire ကြီးကိုဘယ်လိုမျိုးတည်ထောင်ခဲ့ရတယ်ဆိုတာကိုအားရပါရကြည့်ရှုရမှာပါ character တွေပါဝင်လာသလိုထည့်သွင်းထားတဲ့ character တိုင်းဟာဇလန်နဲ့ပိုလို့မရှိကွက်တိပါအဲ့လိုကောင်းမှန်းလဲသိတယ်မကြည့်ပြဘူးဖြစ်နေတာဆိုတော့ပြီးတော့ဒီကောင်က prequel ကြီးမို့လို့ဇသိန်းကလည်းမဟုတ်လေသိနေရဆိုလေprequel ဆိုတော့ main ဇလန်ဖြစ်ဖြစ်အရင်ဖြစ်ခဲ့တဲ့အကြောင်းတွေပါညာဆိုတော့တိတ်မကြည့်ကြင်ကြဘူးပေါ့ဗျာတိတ်ပြီးတော့မကြည့်ပြကြဘူးတကယ်တမ်း Better Call Saul က prequel အဲ့လောက်ကြီးမဆန်ပါဘူးပြီးတော့ Breaking Bad ကိုစမကြည့်ဘဲနဲ့ Better Call Saul ကိုစပြီးတော့မှကြည့်လို့လည်းရတယ်ပုံမိုက်တာက Better Call Saul ကိုအရင်ဆုံးအစနေ season 6 episode 9 ထိကိုအရင်ပြီးအောင်ကြည့်လိုက်အဲ့လိုကြည့်ပြီးသွားရင် Better Call Saul ကိုအဆုံးထိမကြည့်သေးဘဲနဲ့ Breaking Bad ကိုစနေစကြည့် season စဆုံးအကုန်လုံးကြည့်ပြီးရင် Jesse Pinkman ရဲ့တကားထဲထွက်ထားတဲ့ Egamino ကိုကြည့်ပြီးတော့မှ Better Call Saul ကိုအဆုံးထိပြန်ကြည့်မတူတဲ့ရတာထပ်ပြီးတော့မှပြန်ပြောင်းသွားလိမ့်မယ်အဲ့လိုမျိုးအစအဆုံး season ကိုပြန်ပြီးတော့ဟိုဆက်ဒီဆက်ပြန်ကြည့်ရတာကို Breaking Bad Universe ရဲ့မိုက်တဲ့အရာတစ်ခုလို့ပြောရမှာပါBreaking Bad ကခက်မြန်ခက်သွက်သွားထားတဲ့ဇာတ်ရှင်ကြောင့်မလို့ဒေချာပြကျင်တဲ့ဇက်ကောင်စရိုက်တွေဇလန်ရဲ့တိဆောက်ပုံတွေကို Better Call Saul မှာပြန်ပြီးတော့ပြည်စုံသွားအောင်ဖြည့်ထားရလို့ပြောရမှာပါ Breaking Bad ကိုကြည့်လို့ကောင်းရင် Better Call Saul ကတော့ Breaking Bad ရဲ့ကောင်းမှုကိုလုံးဝ perfect ဖြစ်သွားအောင်ဖြည့်ပေးလိုက်တဲ့ဇလန်လို့ပြောရမှာပါဇလန်တစ်ခုစလုံးကတစ်ခုချင်းစီကိုကြည့်လေဖြစ်တယ်ဆိုပေမဲ့တစ်ခုနဲ့တစ်ခုပို့ပြီးတော့ကောင်းမွန်အောင်ထောက်ကူပြုတဲ့ဇလန်တွေလို့ပြောရမှာပါနောက်ပြီးတော့ Breaking Bad ရဲ့ပရိသတ်သိကျင်နေတဲ့မိကွန်းတချို့ကိုလည်း Better Call Saul ထဲမှာရိုက်ပြထားတာကိုတွေ့ရမှာပါ Better Call Saul က Breaking Bad ထဲတာတယ်ဆိုတဲ့တစ်ချက်ကတော့ဇက်ဆောင်တယောက်တည်းကိုပဲတည်ပြီးတော့မှဇက်အိမ်တည်ထားတာမျိုးမဟုတ်ဘဲနဲ့ဇက်ကောင်တွေအားလုံးရဲ့ရှူတောင်းတွေကိုဇက်အိမ်တည်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့
ရှုထောင့်ပေါင်းစုံကနေဇလန်းကိုခံစားနိုင်မှာပါပြောရင် Breaking Bad က AR မြစ်ကြီးဆိုရင် Better Call Saul ရဲ့ဇလန်းတွေကတော့မေခနဲ့မလီခမျက်နှာသွဲလိုပဲညွှန်းမှာပါအဲဒါကြောင့်မလို့မိတ်ဆွေအနေနဲ့ Breaking Bad ရဲ့ prequel မလို့မကြည့်ချင်ဘူးဆိုရင်လုံးဝစိတ်ပူစရာမလိုပါဘူးဗျနောက်မကြည့်ပြတဲ့အကြောင်းတစ်ခုကထားနေလို့ဆိုရင်တော့ထားနေတာကိုနောက် season 2ခုလောက်ကြည့်ပြီးသွားတဲ့အချိန်မှာအဲ့လိုမျိုးအနှစ်အရသာရှိရှိဇိမ်းနဲ့တဖြည်းဖြည်းတလိမ့်လိမ့်ကြည့်ရတဲ့အရသာကိုကြိုက်တွေ့လာပါလိမ့်မယ်ဇလန်ကလည်း season 3လောက်မှာလုံးဝကိုထောင်းတက်သွားတာကိုတွေ့ရမှာပါမအားလို့မကြည့်ပြဘူးဘာညာဆိုရင်တော့2022တုန်းကအိုဘားမားရဲ့အကြိုက်ဆုံး series တွေထဲမှာ Better Call Saul ကိုထည့်သွင်းပြောသွားခဲ့ပူပါတယ် Breaking Bad ထဲမှာပါတဲ့ဇာတ်ဆောင်တွေအကုန်လုံးဒီပါကွဲပြားတဲ့ဇာတ်ရိုက်တွေနဲ့ Better Call Saul ထဲမှာပြန်ပါတာကလည်း Breaking Bad နဲ့မတူတဲ့ flow မှာခံစားခြင်းတဲ့သူတွေအတွက်ရော Breaking Bad နဲ့မတူဘဲနဲ့စိမ့်သက်သက်ဖြစ်နေမှာကိုစိုးရိမ်နေသူတွေအတွက်ပါအဆင်ပြေစေမှာဖြစ်ပါတယ်ဒါပြင် Breaking Bad ရဲ့အချို့လူတွေဥမာ Saul တို့ Mike Girlfriend တို့အပေါ်မှာလုံးဝအမြင်တွေလည်းပြောင်းလဲသွားမှာပါ။ဥမာဆိုလို့ရှိရင် Better Call Saul ထဲမှာဘယ်တော့မှတမယိုးကြနီလန်းနေနဲ့စီကန်းတွေနဲ့ဘဝအောင်မဖြတ်တန်းခဲ့တဲ့ Jimmy ဆိုတဲ့လူငယ်တယောက်ရှိမယ်။အဲ Jimmy ဆိုတဲ့လူကနေတဖြည်းဖြည်း Saul Goodman ဆိုတဲ့လူတယောက်ဖြစ်ကိုဘလူးပြောင်းလဲသွားလဲ။ Gustavo Girlfriend တယောက် Water White ဖြတ်စီးပစ်လိုက်တဲ့ Matt Emperor ကိုဘလူးခက်တီထောင်ခဲ့ရလဲ Breaking Bad ရဲ့ထားကြ Assassin OE မိုက်ဆိုတဲ့ဘဲကြီးက Better Call Saul ထဲမှာဆိုလို့ရှိရင်ဘလောက်ထားကြအောင်မလဲဆိုတာတွေကိုကြည့်ရမှာပါအဲ့ဒါတွေမဲလားဆိုတော့တက်40ကျော်ရွယ်မိန်းမတယောက်ကိုခင်ဗျားချစ်မိသွားလိမ့်မယ်ဗျာဒီမတန်မှတော်ရဲထက်တဲ့မိန်းမတယောက်ကိုချင်းတရားအလေးထားတဲ့မိန်းမတယောက်သူတယောက်ပါတာကြည့်ရတာနဲ့တင်ကို Better Call Saul ကတော်တန်နေပြီလို့ပြောရမှာပါအဲ့ချက်ကတော့ Breaking Bad နဲ့ကွာခြားတဲ့တစ်ချက်လို့လည်းပြောရမှာပါBreaking Bad ရဲ့ female character တွေအကုန်လုံးဒီပါကမြင်ကက်စရာကောင်းအောင်လုပ်ထားတာကို Better Call Saul ထဲမှာ Kim Wexler နဲ့ပြန်ပြီးတော့မှချော့ထားတာလားလို့တောင်တွေးကျင်ကြပါပဲပြီးတော့လာလို့ Salamanca ဆိုတဲ့ Salamanca နောက်ထပ်တစ်ယောက်ထပ်ပါလာလိမ့်မယ်တညကို2နာရီပဲအိတ်တဲ့အင်မတန်သဘောကောင်းတဲ့လူကြီးပေါ့ဗျာမိတ်ဆွေအကြိုက်ဆုံး villain စီးရင်တွေထဲမှာနောက်ထပ်တစ်ယောက်ထပ်တိုးလာပါလိမ့်မယ်လာလို့ကြည့်ပြီးသွားရဲဆိုရင်တော့ Breaking Bad ထဲမှာ villain လောက်ထားတဲ့ကောင်လေးတွေငါစနူလေးတွေပါဆိုပြီးတော့ထင်သွားလာအောင်ထီကို Better Call Saul ထဲမှာပြည်ပြင်းလုံးနဲ့ဘီလင်တယောက်ဖြစ်ပါတယ်လာလို့ပြီးရင်နာချို့ပေါ့ဗျာဒီဇက်ကောင်အကြောင်းကိုပြောခြင်းနဲ့spoil လည်းဖြစ်မှာဆိုလို့ခြံထားခဲ့လိုက်တော့မယ် Better Call Saul ကြည့်ပြီးမှပဲဒီဗီဒီယိုအောက်မှာအတူတူဆွေးနွေးကြတာပေါ့ဗျာအဓိကဇက်ဆောင်အကြောင်း review ရေးရမယ်အလဲပေါ့ Breaking Bad ကိုကြည့်ထားရင်တော့ Saul Goodman ဆိုတဲ့ရှင်းနေရငွေတမျက်နှာတစ်ကဘာလို့ထင်နေလူတယောက်လို့မြင်မိမှာပဲဒါပေမဲ့သူ့ရဲ့ထဲမှာလည်းအချစ်ရှိတာပဲဆိုတာကို Better Call Saul ထဲမှာကောင်းကောင်းပုံဖော်ပြသထားခဲ့ပါတယ် romantic ဆိုတာကိုရီးယားဇာတ်ကားတွေကလို့ရုပ်ချောလှနဲ့ပန်းစည်းတွေ drama တွေချိုးပြီးတော့မှဆွတ်တဲ့သွားတာမျိုးမဟုတ်ဘဲနဲ့အော်ဒါမျိုးလေးဆိုတာလည်းတော်ရူဆန်တာပဲလို့ခံစားရလောက်အောင်ခင်ဗျားရင်ထဲကိုထည့်သွားပေးလိမ့်မယ်ချစ်ဆိုတဲ့အရာကဆယ်ကျော်သက်လေးတွေမှမဟုတ်ဘူး40ကျော်ထိပ်ပြောင်ပြောင်နဲ့ရှင်းနေလူလေတယောက်ကိုလည်းယူမိုက်စီပါလားဆိုတာကိုခင်ဗျားသိသွားလိမ့်မယ်ဗျာပြီးတော့အလုပ်ကိုင်ကင်းကြီးခန်းကြီးတွေကိုစောက်ထဲအတိုင်းမလုပ်ဘဲနဲ့ဖြတ်ထိုးညံဖြတ်လန်းလေးတွေလုပ်တာကိုလည်းပုံမှန်တိုင်းရှူစားရအောင်မယ် Breaking Bad ထဲမှာဆိုရင်ဟန်တယောက် Mr. White နဲ့ Jesse တို့ကို RV ကားထဲမှာလက်ဘူးလက်ချက်မိနေတာကိုကယ်ထုတ်သွားတဲ့လူပေါ့ဗျာ We need your help. Get there as soon as possible. You're gonna have to start paying me more. အဲ့လိုမျိုးကွက်တွေလည်းတွေ့ရလိမ့်မယ်ဒါတွေမဲလားဆိုတော့ဖြတ်ထိုးညံကောင်းပြီးတော့မှမရှိရလေးနဲ့အလုပ်ဖြစ်သွားအောင်ဖြစ်မြောက်အောင်လုပ်တတ်တဲ့ဖြစ်ပျက်တွေအကျင့်တွေကိုလည်း Better Call Saul ထဲမှာတွေ့ရအောင်ပါဥပမာဆိုလို့ရှိရင် American Land ကိုနောက်ခံထားပြီးတော့မှအမှန်ကန်ဖိန်းလို့ကောင်းအောင်ကြော်ညာရိုက်သွားတဲ့ကိစ္စတွေနောက်တစ်ခုကတော့အလုံးလျှောက်တိုင်းကြီးပြတဲ့ဒီ sense လေးပေါ့ဗျာ Strong heartbeat, ka-chunk, ka-chunk, ka-chunk. That is a healthy business. အဲ့လိုမျိုး sense လေးတွေရှိမယ်ပြောမှဆိုရင်တော့ Better Call Saul ဟာဟာသားကြိုက်တဲ့သူတွေအတွက်လည်းBetter Call Saul ရှိမယ်အချစ်ကိုခံစားခြင်းတဲ့သူတွေအတွက်လည်း Saul ရှိမယ်မျိုးဖုံခံစားမှုကိုပေးစွမ်းနိုင်တဲ့ series ကောင်းတစ်ခုလို့ပြောရပါပါဇလန်ရဲ့နှစ်ချုပ်ကတော့နိုင်တဲ့သူအကုန်ယူစရမ်းနေဗျ Winner takes it all. Winners take it all ဒါကတော့ Better Call Saul ကိုကြည့်ပြီးရင်အလိုလိုသဘောပေါက်သွားမယ့်စကားတစ်ခုပေါ့ဗျာနိုင်ရှုံးရောစားကြီးတဲ့လောကကြီးမှာရှုံးတဲ့သူကအသက်ကိုပါပေးရတတ်တယ်ဆိုတာကိုဒီကားကနေသင်ပြတယ်ညီမဆိုရီတော်တော်များများ copy ယူထားတဲ့ ABB ဖွဲ့ရဲ့နာမည်ကြီးသချင်းတစ်ပုဒ်ဖြစ်တဲ့ The Winners Take It All ဆိုတဲ့သချင်းလေးရတယ်ဇလန်နဲ့တကယ်ကိုလိုက်ဖက်ပါတယ်
You name. ချင်းလေးရလဲကောင်းဇလန်းမှာထည့်ထားတဲ့နေရာကလည်းကွတီဆိုတော့အလိုက်တင်စီးမျောသွားရုံပါပဲ OST လို့ခေါ်တဲ့နောက်ခံတေးချင်းရွေးချယ်တဲ့နေရာမှာတော့ Better Call Saul series ကလုံးဝကို genius level လို့ပြောလို့ရပါတယ် Kim Masla နဲ့ Jimmy ရဲ့ချစ်စလန်းလေးကို something stupid ဆိုတဲ့အချင်းလေးနဲ့ပုံဖော်သွားတဲ့နေရာကတော့ဇလန်းရဲ့လုံးဝအနှစ်ပေါ့ဗျာ Breaking Bad ထဲမှာဘွားအသစ်စပြီးတော့အဆုံးသတ်သွားတဲ့ Saul Goodman ကတော့အနိုင်နဲ့ပိုင်းသွားတယ်လို့ဆိုရမှာပါဒါပေမဲ့ Better Call Saul တွေက Jimmy တယောက်ကရောတကယ်ပဲဝင်တာဖြစ်မလားဒါမှမဟုတ်လူသားတယောက်ဖြစ်သွားမလားဆိုတာတော့ Better Call Saul ကိုကြည့်ပြီးတော့မှဆွေးနွေးကြတာပေါ့ဗျာဒီလောက်တောင်ညွှန်းထားတာ Better Call Saul ကဘယ်လောက်တောင်ကောင်းလို့လဲဆိုပြီးတော့မေးတဲ့သူတွေရှိရဆိုရင်တော့စောင်းရန်ကောင်းလို့ပေါ့ကွာလို့ပဲပြန်ပြီးတော့မှပြောပေးလိုက်ပါမယ်တကယ်တော့ Better Call Saul ကဇလန်တစ်ခု series တစ်ခုတည်းပို့ပါတယ်လူတွေဟာပတ်ဝန်းကျင်ကိုလိုက်ပြီးတော့မှပြောင်းလဲတတ်တာတွေကိုချစ်တဲ့လူတယောက်အတွက်ကိုဘဝကိုပါပေးဆက်လိုက်ရတာမျိုးတွေလူချမ်းတွေရဲ့နူးညံ့တဲ့နှလုံးသားတွေဒီလိုလူသဘောတဘာဝတွေကိုတနေရာထဲမှာခံစားနိုင်မဲ့ဇလန်တစ်ခုပဲဖြစ်လို့ပါ Breaking Bad ရဲ့ prequel ဖြစ်ပေမဲ့လည်း Breaking Bad ထက်တောင်မှအယောင်ဆုံးရသားဆုံးတဲ့ series ပဲဖြစ်ပါတယ်အားကြောင့်မလို့ Breaking Bad ကိုကြည့်ပြီးတော့မှလူဖြိုရချိုးနက်လိုက်လေခြင်းဆိုတဲ့ခံစားချက်မျိုးကိုရတယ်ဆိုလို့ရှိရင် Better Call Saul ကိုကြည့်ပြအောင်ကြည့်ပါလို့ညွှန်ရင်းနဲ့ဒီဗီဒီယိုလေးကိုညီကုန်းချုပ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်